ရဲ့ကိုလက်နှစ်ပတ်လွတ်ပြီးဆင်းရအောင်လားဟိုအောက်မှာပုတ်နေတာဟိုကြီးရှင်ရထဲတော့မယူရှင်းတော့ကိုကြီးကျွန်တော်နေရအုံနေရပေးပါခဏပဲထိုင်လိုက်တာဒူးလေးထောက်ခဏထိုင်ကျွန်တော်ရင်ပေါ်ပြေးမှန်တာဘိုင်းဖောင်းခရဲဆိုကျွန်တော်မှန်ပြီးတော့ကျွန်တော်ထပြေးမှုပဲရှိရသေးတယ်နောက်တစ်ချက်ကြုံကုန်ထပ်မှန်ပြီးတော့ကျွန်တော်ချက်လောက်အောက်ပိုင်းလုံးဝလှုပ်မရတော့လာတစ်နှစ်တော့ကျွန်မခန္ဓာကိုယ်အစိတ်ပိုင်းကတော့တော်တော်များများဖြတ်တောက်လိုက်ရတယ်ကျွန်တော်ဦးတခွေလည်းဖြတ်လိုက်ရတယ်အသေးလည်းလိလိုက်ရတယ်တဲကြီးလည်းပေါက်ထွက်သွားတယ်ကြောက်ကက်လည်းတစ်ဖက်ဖြုတ်လိုက်ရတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ဒီကြောက်ကက်ဖြတ်လိုက်ရဒီဘက်ဘေးအချက်ကကြောက်ကက်ကိုလုံးဝထိသွားပြီးတော့အဲဒီကြောက်ကက်ရဲ့အဲဒီနာတဝိုက်ကိုရန်အစားတွေကတ်သွားတော့သူကတလုံးလုံးဖြတ်ရမယ်ဆိုတော့တလုံးလုံးဖြတ်ပလိုက်တယ်ဦးကလည်းဒီကပေါက်ထွက်သွားတော့တခွေလည်းလုံးဖြတ်လိုက်ရတော့အဲ့နဲ့ပြီးတော့ခါးယူကလည်းကျိုးသွားဆိုတော့ကျွန်တော်အောက်ပိုင်းကလုံးဝပြက်စီးသွားတယ်အထက်ထဲကဥစ္စာတွေကဖမ်းမရဘူး။တော်ဒီဖမ်းတာမမိဘူး။မိလား။ဝေးချလောက်တရားတစ်ချက်ပါမမဘူး။ဝေးပြောက်ယူ။လာ။အဖောင်းလို့။ဟဲ့။ဘောင်းလေး။ဘောင်းပြီးပြေးပါတော့ဘောင်းရင်တော့ပါလာတယ်။ခက်ခဲတာကိုလက်မမရှိတော့တည့်ရတိုင်းပလိတ်ဖမ်းလို့ရှိရင်ပလိတ်ကပတ်စံတောင်းတယ်လေ။ပတ်စံတကယ်လို့မပတ်မဖြစ်ဘူးဆိုလို့ရှိရင်တို့ကမြန်မာဘက်ကမှပို့ရင်ကျွန်တော်တို့အချိန်မှနေမှာမြန်မာဘက်ကပြန်ပို့ရင်အဆင်မပြေဘူးဘလို့ထောက်တာမရှိဘူးတော့စေကူတောင်ကခတ်သွားတာပေါ့ခတ်တာထက်တော်တော်လေးခတ်တာပေါ့သူပေးယူတယ်လို့ဒါမိုးရပြီးခဲသွားဒါပေမဲ့စိတ်သက်ကြတာပေါ့ဟိုတချို့တနေရာရေးဆိုလို့ရှိရင်ငါမမွေးခဲ့ရင်တော့ကောင်းမယ်ပေါ့အဲ့လိုမျိုးတွေပါတွေးပြီးတော့ငါဒီလိုမဖြစ်ခဲ့ရင်ကောင်းမှာပေါ့အဲ့လိုတွေပါဟိုဘယ်လိုပြောမလဲငါဒီလိုမျိုးပေါ့စရငါကြည်ထိပြီးတေဝိုင်းရင်ကောင်းမယ်ပေါ့ငါအဲ့လိုမျိုးတွေပါကျွန်တော်တွေးပလိုက်တယ်ခိုင်ကြလို့ရှိရင်အဲ့လိုမျိုးစိတ်သက်ကြလာလို့ရှိရင်ဘာမှမလုပ်ချင်မကြချင်တော့ဘာမှလည်းမစားချင်တော့ဒါရဘယ်လိုပဲဖြစ်ဖြစ်ရတော့ငါသာအမေရှိနေရပေါ့ဟိုအကောင်းဆုံးတော့အမေကိုကြော်ဖြတ်ပြီပေါ့အဲ့လိုကျွန်တော်မေကငိုပြီးပြောတော့ကျွန်တော်မေစိတ်တစ်ခုတည်းနဲ့ပဲအသက်ရှင်ဘာဖြစ်လဲကွာငါအောက်ပိုင်းလုံးမရတော့လဲဘာဖြစ်လဲအမေပျော်နေပြီးရောဆိုတဲ့ခံစားချက်နဲ့ပဲကျွန်တော်အဆုံးထိကြိုးစားရပေါ့